ခဲနဲ့တယောက်တည်းဖြတ်တန်းခဲ့ရတယ်။ကြာတောင်းရှိငငယ်တည်းကအမေစွန့်ပစ်လို့စိတ်တရားရခဲ့ပြီးတဲ့သူဆိုတော့အခုလဲသူချစ်ရတဲ့ယောက်ျားကိုလက်လို့ဆုံးရှုံးမယ်ဆိုတော့သူဘယ်လောက်ထိပြုတ်ကွဲသွားမလဲဆိုတာဘာစဉ်းစားကြည့်ပါဦးအန်နီလဲသူ့ကိုဘေးကနေကြည့်ပြီးဘယ်လို့မှမခံစားနိုင်ပါဘူးဟောရင်တယောက်တည်းပြေးနေရတယ်လေအဲ့ဒါဟို送我拿他们风差了，别那是风好人，先ပြေးပြီးရောက်လာတယ်။ဘာချိုးချိုးရလဲ။